အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဆရာမလေးကဒီပို့ကိုဘာကြောက်တဲ့တယ်လဲဟေးဆိုလို့ရှိရင်ကြာတာပရိတောက်ကြာသားသမီးများအတွက်ကိုလက်ရှိပေါ့နော်အတာစားတဲ့အတွက်ကြောင့်မလို့ကြာတာပရိသားသမီးများအတာစားတဲ့အတွက်ကြောင့်မလို့ကံမကောင်းဘူးဘယ်လိုဘေးရန်အန္တရာယ်တွေတွေ့တတ်တယ်ဘယ်လိုမျိုးတွေနဲ့ကြုံတွေ့ရမယ်ဟေးဆိုပြီးတော့ပေါ့နော်အမျိုးမျိုးတွေထင်ကြီးပေးနေတဲ့အတွက်ကြောင့်မလို့ဆရာမလေးကဒီပို့လေးနဲ့တခါတည်းရှင်းပြပြီးတော့ရှင်တို့ထင်တယ်လို့မျိုးမဟုတ်ပါဘူးအတာစားတဲ့လူတိုင်းကံညံ့တာမဟုတ်ပါဘူးเนาะကိုယ့်ရဲ့ကန်စာတာအလိုက်ကိုသွားမဲ့ဟေးဆိုတဲ့ပုံစံထဲမှာရှိတယ်အတာစားတယ်ဟေးဆိုတာအတာစားတဲ့လူတိုင်းညက်သွားတာမဟုတ်တယ်လို့ဘာတခုမှလည်းကိုဆုံးရှုံးနေတာမှုတွေဘေးရန်အန္တရာယ်တွေဖြစ်သွားတာမဟုတ်ဘူးဟေးဆိုတာကိုဆရာမလေးကဒီကနေလာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ရှင်အဲ့တော့ဒီပို့ကိုကြာတာပရိတောက်ကြာသားသမီးတွေမြင်တဲ့ဟေးဆိုမကြော်သွားပဲနဲ့အရင်ဆုံးအောင်ထိကြည့်ပြီးတော့ဆရာမလေးကလက်ပွင့်ကံပွင့်ချဲကန်ထိကန်ကောင်းစေတယ်ကိုရွှေတုံးငွေတော့လာပေးမဲ့ပို့ဖြစ်တယ်ဟေးဆိုတာကိုသိထားပြီးတော့ရှင်တို့တွေဆုံးထိကြည့်သွားပါလို့မေတ္တာရက်ခံချင်ပါတယ်เนาะအဲ့တော့ကြာတာပရိတောက်ကြာသားသမီးတွေကတဲ့ဒီလေးလပိုင်းထဲမှာဘယ်လိုမျိုးတွေပြင်ဆင်ရမလဲဘယ်လိုမျိုးຢာရာလေးတွေလောက်ရမလဲဘယ်လိုမျိုးနေရမလဲငါတို့ကညက်နေတာလားငါတို့ကဘယ်လိုလဲအေးအတာစားတဲ့အတွက်ငါတို့ကန်တွေကအရန်ညက်နေပြီလားဆိုပြီးတော့ထင်ကြောင်တွေပြောပြီးတော့ဘယ်လိုပြောမလဲဥပဒံကြောင့်ဥပတ်ရောက်ဆိုတဲ့အချိန်မျိုးမရောက်စေချင်တဲ့အတွက်ဆရာမလေးကဒီပို့လေးကိုလာလုပ်ပေးတာဖြစ်ပါတယ်အထူးသဖြင့်ဒီလေးလပိုင်းထဲမှာဟေးဆိုရင်တော့တောက်ကြနဲ့ကြာတာပရိကဘာအယောင်ရှောင်ရမလဲဆိုအနီရောင်လေးတော့ရှောင်ပေးပါရှင်အနီရောင်ကမကောင်းသောဓာတ်ကိုခေါ်တဲ့နမိတ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒါတွေကိုရှောင်ရမယ်ပြီးလို့ရှိရင်ဒီလေးလပိုင်းတရက်နေ့ဆိုတာနဲ့ရှင်တို့အတွက်ကံပွင့်လက်ပွင့်ပြီးတော့အရာအဆင်ပြေအောင်ကောင်းသောနှစ်သိဖြစ်အောင်ဘာတွေလောက်ယူရမလဲဆိုလို့ရှိရင်ပထမတစ်ချက်ကရှင်တို့ခေါင်းဆေးမင်္ဂလာပြုရမှာဖြစ်ပါတယ်ခေါင်းဆေးမင်္ဂလာဆိုတာကဘာလဲတယောကင်းမောတွေတယောကင်းမောရည်ရဲ့မွေးနံတာရည်ရဲ့အဲ့လိုမျိုး၃မျိုးဆက်ပြီးတော့ခေါင်းကနေအခြေဆုံးကိုဆေးကြောပေးပါဒါဆိုရင်တော့ရှင်တို့စီမှာညံ့နေတဲ့ကံတွေမကောင်းဘူးဆိုတဲ့အရာတွေအကုန်လုံးထွက်သွားပါလိမ့်မယ်ရှင်เนาะဒုတိယတစ်ချက်ကဘာတွေလုံးတင်တယ်လဲဆိုရင်ဆရာမအခုလက်ရှိလုံးပြထားတဲ့အတိုင်းကျစ်တော်နီလေးတစ်လုံးဒီလိုမျိုးလေးအထိတ်ဖြတ်လိုက်မယ်ဖြတ်ပြီးလို့ရှိရင်ကျွေစီလေးတစ်စီကိုဒီလိုမျိုးလေးထောင်ပေးရမှာဖြစ်ပါတယ်တကယ်လို့ကျွေစီမရှိတဲ့နေရာတွေမှာဟိတ်ဆိုရင်လည်းပဲတန်ပြားလေးလည်းရတယ်เนาะတန်ပါတဲ့ဓာတ်ပိုင်းရပြီဥပမာဘာမှမရှိတော့ဘူးဆိုတန်လည်းရတယ်တန်မှုတို့ဘာတို့အဲ့လိုမျိုးတွေရတယ်ရှင်အဲ့ဒါလေးကိုဒီအပေါ်မှာဒီလိုမျိုးလေးထောင်ပေးမယ်ပြီးရင်ဒီလိုမျိုးဖန်ခွက်လေးလိုတယ်အဲ့ဒီဖန်ခွက်ထဲမှာအမြင့်ကိုရောက်စေတဲ့အထိရေလေးထည့်ပေးရမယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့အိမ်ခန်းဝင်ပေါက်ထွက်ပေါက်မှာသွားပြီးတော့ထားရမယ်ကိုယ့်ရဲ့အိမ်ဆိုရင်လည်းဝင်အထွက်လောက်တဲ့နေရာမှာသွားထားပေးရမှာဖြစ်ပါတယ်သွားထားပေးပြီးလို့ရှိရင်လေးလပိုင်းတရက်နေ့မှာလုတ်ပြီးတော့လေးလပိုင်း17ရက်နေ့မှာပြန်စွန့်မယ်ရှင်အဲ့ဒီလေးလပိုင်း17ရက်နေ့မှာရှင်တို့ပြန်စွန့်တဲ့အချိန်ဘာတွေ့ရမလဲဆိုရင်ဒီကျစ်တော်ကနေပြီးအတက်ကလေးထွက်လာတာကိုရှင်တို့တွေ့ရပါလိမ့်မယ်အဲ့တော့အဲ့ဒီအတက်ကလေးထွက်လာတဲ့အချိန်ကနေစပြီးတော့ရှင်တို့အတွက်လက်ပွင့်ကံပွင့်ချဲကန်တိကန်ကောင်းပြီးတော့ပိုင်ဆိုင်တဲ့ရွှေငွေတွေနဲ့ပတ်သက်ပြီးဝင်လာပါလိမ့်မယ်လို့ဆရာမအကြံဉာဏ်လေးပေးပြီးရကောင်းလေးပေးသွားတာဖြစ်ပါတယ်ရှင်အဲ့တော့ယုံကြည်သူတွေလိုက်လို့ပါတကယ်လို့အဲ့လိုမျိုးလှုပ်လို့ပုတ်သွားတယ်ဟေ့ဆိုရင်တော့ဒါရှင်တို့အတွက်မကောင်းဘူးဖြစ်တဲ့အတွက်ကြောင့်မို့လို့မိန်းကလေးဆိုရင်လည်းတီလာရှင်ပို့ပေးလိုက်ပါယောက်ျားလေးဆိုရင်လည်းပစင်းကိုရင်စီးတာမျိုးပစင်းတက်တာမျိုးလေးတွေလှုပ်ပေးလိုက်ပါလို့ပဲဆရာမပြောချင်ပါတယ်အဲ့တော့ဆရာမလေးပြောချင်တာကအတာစားတဲ့လူတိုင်းမကောင်းဘူးကိုယ့်ရဲ့ຢာတွေပြောမယ်ဟဲ့ဆိုຢာတွေကောင်းရင်မင်းလောင်းဖြစ်တယ်ဟဲ့ဆိုတာလည်းရှိသလိုအဲ့ဒီတာစားလို့ကိုယ့်ရဲ့ကံတွေကအကုန်ညက်ဆင်သွားတယ်ဟဲ့ဆိုတဲ့အယူတွေလည်းလုံးဝမရှိပါနဲ့နော်ဒါတွေကဥပရံကြောင့်ဥပတ်ရောက်တယ်ကိုယ့်ရဲ့စိတ်အစွဲကြောင့်ကိုယ့်ရဲ့ကံစားတာကိုထိပါစေတတ်တယ်နစ်နာစေတတ်တယ်ရှင်ဒါကြောင့်မို့ဆရာမလေးကဒီຢာတွေနဲ့တကွဘာမှမဖြစ်ဘူးနော်နှစ်သစ်မှာကံကောင်းခြင်းတွေနဲ့နှစ်သစ်မှာကံကောင်းခြင်းများစွာရလာဖို့အတွက်ဒီຢာလေးကိုလှုပ်ပေးလိုက်ခြင်းဖြစ်ပါတယ်ကဲဆရာမလေးယုံကြည်တဲ့လူတွေအားလုံးအသေးလေးတွေပေး like and share တွေလှုပ်သွားပြီးတော့ဆရာမနဲ့အသေးစိတ်မွေးမြန်းခြင်းနဲ့ဆရာမနဲ့ဇာတာစစ်ခြင်းတဲ့နော်ຢာလေးတွေလိုချင်တယ်ဆိုရင်ဆရာမရဲ့ TikTok အကောင့်အောက်မှာ Facebook လေးချပေးထားပါတယ်အဲ့ထဲမှာလာရောက်မေးမြန်းနိုင်ပါတယ်မမှန်ရင်ဘသူစီယာမတပြားတစ်ချက်မှမယူပါဘူး lucky ကန်တွေဖွင့်ချင်တယ်ဆရာမအဆောင်လေးတွေအစီရင်အပ်ချင်တယ်ဆိုရင်လည်းလာလို့ရပါတယ်အရာအားလုံးဆရာမအာမခံနဲ့ပဲလုပ်ပေးပါတယ်ဆရာမဒီ
ပညာကိုတိကြနဲ့သေချာတတ်တင်ထားတဲ့လူဖြစ်တဲ့အတွက်ကြောင့်မလို့ဘသူစီယာမမှန်ရင်တပြားတစ်ချက်မှမယူဘူးဆိုတဲ့အာမခံချက်နဲ့လုပ်ပေးတဲ့ဆရာမဖြစ်ပါတယ်ရှင်အဲ့တော့ယုံကြည်သူတိုင်းကြွပါ